တထုရင်းဝင်ကြီးဌာနကဒုဖော်နေတဲ့စကိုင်းတိုင်းမုံရခရိုင်စာလင်းကြီးမြို့နယ်ကံကောကျေးရွာနီးကလက်ပတောင်းတောင်ကျင်းနေစီမံကိန်းကြောင့်ဒေသခံပြည်သူတွေဟာသူတို့သားသမီးတွေရဲ့ကျန်းမာရေးအတွက်စိုးရိမ်လာနေကြပါတယ်။အခုနောက်ပိုင်းမှာကလေးတွေမှာမူးတဲ့ယောဂမျိုးတွေဖြစ်လာ။ဒီအငွေ့တွေဆူချဲရတယ်။နေ့စဉ်နဲ့မြဆူချဲရတာ။လူအများစုကလေးအများစုတော်တော်များများမူးတယ်ပြုတယ်အဲ့လိုပဲဖြစ်။ရေတွေကလည်းမတန့်တော့ဘူးဆိုတဲ့ကြောင့်။ဒီထဲမှာလည်းတတ်ထုတက်တယ်လည်းမတရားများနေ။ဟိုဘက်ကကျင်းဒီချက်ဆက်ရုံအောက်ကိုရေတဘာဝတွေပစ္စည်းလိုက်တယ်လို့ဒီမှာအစစ်ဆက်ရုံကလည်းအပေါ်ရှူရှားရတဲ့အငွေ့တွေကလည်းအနန္တတွေကလည်းတန်ရှင်းမှုနဲလာတယ်အဲ့ဒီကိစ္စကိုသမ္မတကြီးဦးသိန်းစိန်ကိုပြည်စေချင်ပါတယ်ဒီရွာလေးအနေနဲ့ဒီစီမံကိန်းကြောင့်အနီးနားရွာတွေဖြစ်တဲ့လေညင်းတောင်ဒုံတော်ဂုံတော်ရွာသားကံကုန်းစတဲ့ကျေးရွာတွေဟာဘေးထွက်ဆိုးကျိုးတွေကိုအများဆုံးခံနေရတာပါအထူးသဖြင့်ကံကုန်းရွာနောက်ပိုင်းမှာစီမံကိန်းအတွင်းအသုံးပြုဖို့ဥပိုင်မိုးချိုးစာလူဖြူတဲ့အစစ်ဆက်ရုံကိုတိစောက်ထားတာကြောင့်အဲ့ဒီဆက်ရုံနဲ့လွန်နေတဲ့ကံကုန်းအထက်တန်းကျောင်းခွဲကကျောင်းသားကလေးငယ်တွေရဲ့ကျန်းမာရေးအတွက်စိုးရိမ်စရာဖြစ်လာနေတာပါဒါအပြင်အစစ်ဆက်ရုံကထွက်ရှိလာတဲ့ညဉ့်ညမ်းယူတွေဟာလေယာမြေတဲ့စိတ်ဝင်နေတာကြောင့်ဘေးစီလာတွေပျက်စီးကုန်သလိုစိုက်ပျိုးလို့မရတော့ပဲဖြစ်နေပြီလို့ဒေသခံတွေကဆိုပါတယ်။ပတ်ဝန်းကျင်ညဉ့်ညမ်းတဲ့ရေတွေဆင်းလာတော့ကြပြည့်စည်ကုန်လား။အဲ့ဒီပြည့်စည်ကုန်တဲ့ဧရိယာကလည်းငကိုကဆိုကြပါစို့ဗျာ10နဲ့15နှစ်ရဲ့ဒီဘက်ကိုလုံးလုံးကိုပြည့်စည်သွားတော့။ငကိုကတော့ဂျုံကလပဲနော်ပြောင်းနှမ်းဝါတိနှမ်းဆုံးထွက်တဲ့နေပြီကျွတ်တွန်ထီထွက်တယ်ဖဲရှားပြင်းလဲတာအောက်ကို4ပေခွဲ5ပေပတ်ဝန်းကျင်လောက်တူးမှမြေတွေ့တာအဲ့ဒီမြေကလည်း30နိုင်လဲမြေမဟုတ်ညဉ့်ညမ်းတဲ့မြေဖြစ်သွားတယ်တစ်ဆက်တည်းမှာလည်းဒီညဉ့်ညမ်းရေတွေဟာမြေပေါ်မှာတည်းမကပဲမြေအောက်ရေကိုပါညဉ့်ညမ်းစေတာကြောင့်ဒေသခံတွေက2မိုင်လောက်ဝေးတဲ့ရေကန်တွေမှာပဲတွားရောက်ပြီးတောက်သုံးရေခက်ယူနေရတယ်လို့ဆိုပါတယ်ဟုတ်ရေကတော့နွေပါဆိုရင်တော့လက်ဆရာဒီကုမ္ပဏီကန်တွေလာခတ်မယ်ဆိုတော့လေသူတို့ကလည်းဒီကသင်ချိုကြတာဆိုတော့9ရက်လောက်ပဲရတယ်ဒီကြတော့ဘူဘဲရွာတွေမှာတော့ခံလာပါရတယ်။ကန်လေးနဲ့သင်ပြီးတော့တခါတွန်းလေးတွေလက်ရက်တွန်းလေးတွေတူးပြီးခတ်ရတယ်အဲ့ဒါပဲရှိတယ်။ဒီကျင်းဒီစီမံကိန်းကိုတတ်ထုရင်းဝင်ကြီးဌာနနဲ့အတူတရုတ်ကုမ္ပဏီများဖြစ်တဲ့ဝမ်ပေါင်ကုမ္ပဏီနဲ့မြန်မာရန်စီကုမ္ပဏီတို့ပူးပေါင်းပြီးအကောင့်ထဲဖော်ဆောင်ရွက်နေတာပါ။ဒီကျင်းဒီစီမံကိန်းကြောင့်အနီးနားဝန်းကျင်မှာရှိတဲ့ကျေးရွာတော်များများဟာမြေဧက9800ကျော်အပြင်ထောင်ပေါင်းများစွာသောထမ်းမင်းတွေဆုံးရှုံးခဲ့ရသလိုဝက်မေးကျော်ရွာဆက်တဲတောင်သာဇီတော်စတဲ့ကျေးရွာတွေဟာလည်းရွာလုံးကျွတ်ပြောင်းရွှေ့ပြေးခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။